ကင်ဆာရောဂါခံစားနေရတဲ့တင်ကန်လေးလူတစ်ယောက်ကိုခင်ဗျားတို့ဆိုလက်ထပ်မှာလားအခုမြင်နေရတဲ့ဓာတ်ပုံကတော့ကမ္ဘာတုံးကလူသန်းပေါင်းများစွာကိုမျက်ရည်ကျစေခဲ့တယ်အမေရိကန်နိုင်ငံကဟတ်တာနဲ့ဒေးဗစ်တို့ကတူကိုတူအသက်ထမကချစ်ကြတဲ့ချစ်သူတွေပါဒါပေမဲ့2016ခုနှစ်မှာတော့ကကြမာကသူတို့ကိုရဲဆက်ဆက်ကြီးစဲခဲ့ပါတယ်ဟတ်တာမှာပြင်းထန်တဲ့ရေသားကင်ဆာကိုခံစားရပါတော့တယ်ကင်ဆာဆဲတွေကဟတ်တာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဝါမျိုးသွားပြီးဆရာဝန်တွေကသူမမှာအချိန်သိမကြတော့ဘူးလို့ပြောလာပါတယ်အဲ့ဒီချိန်ဒေးဗစ်ကသူမကိုဒူးထောက်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်မင်းဘလို့အချိန်တွေပဲဖြစ်ဖြစ်ငါမင်းဖေးနားမှာရှိနေမယ်ဆိုတဲ့ဂရီးနဲ့ပေါ့ဟာတာမှာအချိန်သိမကြတော့ဘူးလို့သိရရတဲ့အခါသူတို့ဟာမင်္ဂလာပွဲကိုစည်းရုံးကနေပေါ်မှာပဲကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်နောက်ဆက်ခွန်ခုနှစ်ဒီဇင်ဘာလ22ရက်နေ့အသက်ရှူဖို့တော့မနေလူနေရတဲ့ဟတ်တာကဒိုသမီဝစ်ဆုံကိုဆင်မြန်းပြီးဒေးဗစ်ကိုကျမသဘောတူပါတယ်ဆိုတဲ့နောက်ဆုံးကတိစကားကိုပြောခဲ့ပါတယ်သူတို့နှစ်ဦးစောက်ကင်ထားတဲ့လက်လက်စုံကလည်းဘဝတစ်လျှောက်လုံးရှိခဲ့တဲ့သစ္စာတရားနဲ့ချင်းချင်းမြတ်တာတရားတွေကိုသက်သေထူနေပါတယ်ဒါပေမဲ့ဝမ်းနေဖို့ကောင်းတာကဂရီးသစ္စာပြုပြီး16နာရီအကြာမှာပဲဟတ်တာကဒေးဗစ်ရဲ့ရင်ဝင်ထဲမှာငြိမ်းချမ်းစွာကွယ်လွန်သွားဒီတဲ့ပုံကတော့မသေးဆုံးငယ်နိုင်ပိုင်းလုံးမှာငါခင်စာကိုရှုံးမပေးပဲချေရတဲ့သူနဲ့လက်ထပ်နိုင်ခဲ့ပြီဆိုပြီးအာတင်းကအောင်ပွဲခံနေတဲ့သူမရဲ့နောက်ဆုံးပုံရိပ်ပါပဲချေရသူတွေအတွက်16နာရီဆိုတဲ့အချိန်ကာလကဘဝမှာအမှတ်တရရှိဆုံးကာလဖြစ်သွားပါပြီမင်္ဂလာပါကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူညံပါ